ကောင်မလေးကသူမရဲ့ပုံဆွဲကားကိုဖန်သားပြင်ပေါ်တင်ပြပြီးအတွင်းဘက်ကဂေါ်ရီလာကိုပြသဖို့ကြိုးစားခဲ့ပါတယ်ထို့နောက်သူမကဂေါ်ရီလာကိုခဲတံအယောင်တွေနဲ့စက်ကူတွေပေးခဲ့ပါတယ်ဂေါ်ရီလာကလည်းခဲတံအယောင်ကိုချက်ချင်းကောက်ယူပြီးဖြင်းညင်းစွာစတင်ဆွဲခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဂေါ်ရီလာဟာနေ့စဉ်ရက်ဆက်ပုံဆွဲကားအသစ်တစ်ပုံကိုအပြင်ဘက်မှာခြံထားခဲ့ပါတယ်အဲ့ဒီပုံဆွဲကားတွေကိုကြည့်ပြီးကောင်မလေးကဂေါ်ရီလာမှာပကြီးဆွဲတဲ့အတတ်ပညာတစ်ခုရှိမှန်းသဘောပေါက်သွားခဲ့ပါတယ်ဒါကြောင့်နောက်တစ်နေ့မှာကောင်မလေးကရေဆေးပန်ချီဆေးတွေကိုထပ်ယူလာခဲ့ပါတယ်ဂေါ်ရီလာဟာအဲ့ဒီဆေးတွေနဲ့လှပတဲ့ပကြီးကားတွေကိုစတင်ဖန်တီးခဲ့ပါတယ်သူ့ရဲ့လက်လှုပ်ရှားမှုတွေက professional ပကြီးဆရာတဦးလိုပါပဲငယ်စဉ်ကငယ်ဂေါ်ရီလာလေးဟာအမှတ်မထင်ပဲနေ့စဉ်ရက်ဆက်ယွန်းဆေးတွေနဲ့ကြောက်တုံးတွေပေါ်မှာပုံဆွဲရတာကိုနှစ်သက်ခဲ့သူဖြစ်ကြောင်းသိရှိရပါတယ်ပုံဆွဲပြီးတိုင်းမှာသူဟာပျော်ရွှင်မှုတွေနဲ့အမြဲတမ်းပြည့်နေခဲ့ပါတယ်ဒါပေမဲ့တနေ့မှာတော့မူဆိုးအုပ်စုတစုတောထဲကိုကျူးကျော်ဝင်ရောက်လာခဲ့ပါတယ်ငယ်ဂေါ်ရီလာလေးကိုကာကွယ်ဖို့အတွက်သူ့ရဲ့ဖခင်ကတစ်ပင်အထက်ပိုင်းမှာဝတ်ထားခဲ့ပါတယ်ထို့နောက်သူတဦးလည်းမူဆိုးတွေစီကိုဦးတည်သွားခဲ့ပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကတော့ဆက်ဖြစ်လာခဲ့ပါတယ်၃နှစ်ကြာပြီးနောက်မှာငယ်ဂေါ်ရီလာလေးဟာကျင်နာတက်တဲ့လင်မယားဆောင်တွေရဲ့မွေးစားခြင်းကိုခံခဲ့ရပါတယ်သူတို့ကသူ့ကိုကိုပိုင်ရင်သွေးတယောက်လိုဆက်ဆံခဲ့ကြပါတယ်ရုရှားရီစီခေါ်သွားခဲ့ကြပြီးရန်စွန်းတွေမှာကစားခွင့်ပေးခဲ့ပါတယ်ငယ်ဂေါ်ရီလာလေးကကိတ်မုတ်နဲ့နေရန်ပေါ်မှာပကြီးဆွဲတဲ့အခါမှာလူတွေရဲ့စိတ်ဝင်စားမှုကိုအမြဲဆွဲဆောင်နိုင်တဲ့ဒီထူးခြားတဲ့ဂေါ်ရီလာလေးရဲ့အဖြစ်အပျက်ကိုလူသားကအစအဆုံးမှတ်တမ်းတင်ထားခဲ့ပါတယ်လူသားကဓာတ်ပုံစတူဒီယိုတစ်ခုဖွင့်လှစ်ပြီးခီးသွွားတွေရဲ့ဓာတ်ပုံတွေကိုရိုက်ကူးပေးခြင်းဖြင့်ငွေရှာခဲ့ပါတယ်ဒါပေမဲ့ဂေါ်ရီလာကြီးပြင်းလာတာနဲ့အမျှသူ့ရဲ့စော့ကစားတတ်တဲ့တဘာဝကပိုပြီးအားကောင်းလာခဲ့ပါတယ်အသက်ဝင်လှုပ်ရှားနေတဲ့ဂေါ်ရီလာကိုမြင်တော့လူသားကစီးပွားရေးအခွင့်အလမ်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်ဒါကြောင့်သူကစက်ကတ်ရုံတစ်ခုကိုဖွင့်လှစ်ခဲ့ပါတယ်ဂေါ်ရီလာဟာအဲ့ဒီမှာအကြီးမားဆုံးဆွဲဆောင်မှုရှိသူဖြစ်လာခဲ့ပါတယ်သူကအံ့ဩစရာကောင်းတဲ့တရိတ်ဆန်များစွာကိုလည်းခေါ်ဆောင်လာခဲ့ပါတယ်ဘေ့စ်ဘောကစားနိုင်တဲ့ကြက်တကောင်အကရိုဘတ်တစ်ဖြောပြနိုင်တဲ့ဖြန်တကောင်ကားမောင်းနိုင်တဲ့ယုံတကောင်နဲ့ဆင်းတဲ့ခွေးတို့ရဲ့ထူးဆန်းတဲ့ပေါင်းစပ်မှုတစ်ခုရှိခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးဖြောပြမဲ့သူကတော့အကြော်ကြားဆုံးဂေါ်ရီလာပဲဖြစ်ပါတယ်သူ့ရဲ့ဒေါသတကြီးဟိမ့်တန်ကပွဲကိုအထွတ်ထက်ရောက်စေခဲ့ပါတယ်ပရိသတ်တွေကလည်းကျေလောင်တဲ့လက်ခုပ်တံတွေနဲ့တုတ်ပြန်ခဲ့ကြပါတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှလူတွေကသူ့ရဲ့ဖြောပြမှုကိုတဖြည်းဖြည်းစိတ်ဝင်စားမှုကုန်ဆုံးလာခဲ့ပါတယ်ကြည့်ရှုသူတွေလည်းပိုပြီးနှဲပါလာခဲ့ပါတယ်လူသားကလည်းဂေါ်ရီလာကိုလစ်လျူရှုလာခဲ့ပါတယ်ဝမ်းနဲ့နေတဲ့ဂေါ်ရီလာကိုမြင်တော့ကောင်မလေးကသူ့ထံကိုခဲတဲ့အယောင်တွေကိုထပ်ယူလာပေးခဲ့ပါတယ်ဂေါ်ရီလာကပကြီးဆွဲရတာကိုနှစ်သက်ခဲ့တာကိုပြန်မှတ်ရလာခဲ့ပါတယ်လူသားကအဲ့ဒီပကြီးကားတွေကိုမြင်တဲ့အခါမှာနောက်ထပ်စီးပွားရေးခွင့်လန်းတစ်ခုကိုထပ်တွေ့လိုက်ရတဲ့အတွက်ချက်ချင်းပဲစိတ်လှုပ်ရှားသွားခဲ့ပါတယ်မကြမီမှာပဲဒီဇလန်ကိုမီဒီယာတွေကသတင်းဖော်ပြခဲ့ကြပါတယ်ဂေါ်ရီလာကြောင့်စက်ကတ်ယုံဟာနာမည်ကျော်ကြားလာခဲ့ပါတယ်ဖြောပြပွဲတစ်ခုမှာတနေ့ကျတော့ဂေါ်ရီလာကပကြီးစားဆွဲခဲ့ပါတယ်နောက်ဆုံးမှာတော့သူကြီးပြင်းလာခဲ့တဲ့အိမ်ဖြစ်တဲ့လှပတဲ့တောအုပ်ကြီးကိုဖန်သားပြင်ပေါ်မှာရေးဆွဲပြသခဲ့ပါတယ်ပရိသတ်တွေလည်းလက်ခုပ်တီးအားပေးခဲ့ကြပါတယ်လူသားတောင်စကားမပြောနိုင်အောင်ဖြစ်သွားခဲ့ရပါတယ်အဲ့ဒီအချိန်မှာကောင်မလေးကဂေါ်ရီလာရဲ့မျက်လုံးထဲကိုစိုက်ကြည့်လိုက်ပါတယ်သူ့ရဲ့စစ်မှန်တဲ့အိမ်ကိုလွမ်းဆွတ်တောက်တနေမှန်းသူမသဘောပေါက်သွားခဲ့ပါတယ်ဒါကြောင့်သူမကသတင်းထောက်တဦးကိုအကူအညီတောင်းခဲ့ပါတယ်သတင်းထောက်ကလည်းအဆိုပါဇလန်းကိုအမြန်ဆုံးမျှဝေခဲ့ပါတယ်လူတွေကဂေါ်ရီလာရဲ့ကြုံတွေ့ခဲ့ရမှုတွေကိုအလွန်မင်းထိရှက်ခံစားခဲ့ကြရပါတယ်အားလုံးကစက်ကတ်ယုံကိုသူ့ကိုလွတ်လပ်ခွင့်ပေးဖို့တောင်းဆိုခဲ့ကြပြီးဂေါ်ရီလာလည်းပြုံးနိုင်ခဲ့ပါတယ်အဆုံးမှာတော့လူသားကတရိတ်ဆန်ကယ်ဆယ်ရေးအဖွဲ့တစ်ခုနဲ့ဆက်သွယ်ပြီးတရိတ်ဆန်အားလုံးတဘာဝဘေးမဲ့တော်စီပြန်လည်ရောက်ရှိနိုင်မှုစီစဉ်ပေးခဲ့ပါတယ်ဂေါ်ရီလာမထွက်ခွာခင်မှာလူသားကနှုတ်ဆက်ဖို့အတွက်သူ့ရဲ့လှောင်အိမ်ထဲကိုဝင်လာခဲ့ပါတယ်သူတို့နှစ်ဦးသားအတူတကွရိုက်ထားတဲ့ပုံတစ်ပုံကိုထုတ်ပြခဲ့ပါတယ်ဂေါ်ရီလာကလည်းသူ့အပေါ်ကျေးဇူးတင်ရှိခဲ့ပါတယ်သူကသူ့ကိုဒုတိယဖေဖေတယောက်လိုအမြဲတမ်းသတ်မှတ်ခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဂေါ်ရီလာဟာအကာအကွယ်ပေးထားတဲ့တောအုပ်စီကိုပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရပါတယ်သူ့ရဲ့တသက်တာအိမ်မက်လည်းအဆုံးမှာအမှန်တကယ်ဖြစ်လာခဲ့ပါတော့တယ်ဒီဇလန်ကိုအခြေခံထားတဲ့ရုပ်ရှင်ကတော့အဖြစ်မှန်ကိုအခြေခံထားတာဖြစ်ပါတယ်ဒါကြောင့်ဒီမှာမေးခွန်းတစ်ခုရှိပါတယ်ဒီလိုငယ်ဂေါ်ရီလာမျိုးကိုတင်မွေးစားခြင်းပါသလားကျေးဇူးပြု၍မှတ်ချက်တစ်ခုခြံထားခဲ့ပေးပါ